IELTS speaking နဲ့ writing ဖြေတဲ့အခါမှာစကားလုံးကိုအမျိုးမျိုးသုံးတက်ပြရမယ်။သုံးပြတဲ့အခါမှာလည်းအတင်းလုပ်ယူတာမျိုးမဟုတ်ပဲသဘာဝကျကျဖြေရမယ်။ဒါမှလည်းကိုယ့်ရဲ့ vocabulary score တက်လာမယ်။မဟုတ်ရင်တော့ band 6 ထက်ကျော်မှာမဟုတ်ဘူး။အဲ့ဒီလိုဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။ဥပမာ very good important လိုမျိုး basic ကြတဲ့စကားလုံးတွေကိုပဲထပ်တလဲလဲသုံးနေပြီးတော့ band score တက်လာဖို့မျှော်လင့်လို့မရပါဘူး။ဥပမာတစ်ခုကြည့်အောင်I think exercise is very important because it is very good for your health and very helpful for reducing stress. ဒီစာလေးဒီကြောင့်မှာ very က3ခါပါသွားပြီ။ဒီလိုသုံးတာမျိုးက band 6 အောက်ပဲရမှာ။ examiner ကကိုက English ကိုဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်စွာသုံးနိုင်တယ်လဲဆိုတာစောင့်နားထောင်နေတာ။ကိုက very ကြီးပဲထပ်နေတော့အမှတ်ကယော့ပြီပေါ့။အရင်ဆုံး synonym လို့ခေါ်တဲ့အဓိပ္ပာယ်တူစကားလုံးတွေကိုလေ့လာပါIELTS သင်တဲ့ဆရာအတွက်ဒါကိုလုပ်ပြီးဖို့အချိန်ကနည်းတယ်နော်ဘယ်လိုလေ့လာရမယ်ဆိုတာသူတို့သင်ပေးလိမ့်မယ်ကျောင်းသားကကိုယ်တိုင် self study လုပ်ရတာပါ IELTS ပြင်ဆင်တယ်ဆိုတာကိုယ့်ကိုယ်တောင်းမကောင်းကောင်းယူနိုင်ဖို့လိုတယ်ဥပမာ very သုံးမဲ့နေရာမှာ crucial essential vital ဒါတွေကိုသုံးရင်အမှတ်ပိုရတာပေါ့ good အတွက်ဆိုရင် beneficial magnificent effective terrific ဒီလိုစကားလုံးတွေရှိရလေအစားအသောက်ကောင်းတာမျိုးဆိုရင် scrumptious, delectable စတဲ့စကားလုံးတွေသုံးလို့ရတယ်။ဒီတော့ဘယ်လိုလေ့ကျင့်မလဲ။ noun တစ်လုံးကိုစဉ်းစားသူ့ရှေ့မှာ adjective တစ်လုံးကိုထည့်ပြီးရင် add the adjective ကိုအစားထိုးနိုင်မယ့် synonym 3ခုစဉ်းစားထည့်ပြီးသုံးစဉ်းစားလို့မရဘူးဘယ်စကားလုံးတွေမှမသိဘူးဆိုရင်လေ့လာပေါ့ AI မှာ synonyms for ဆိုပြီးတော့အဲ့ဒီစကားလုံးကိုရိုက်လိုက်ပြီးသူ synonyms တွေတန်းစီပြီးထုတ်ပေးလိမ့်မယ်အဲ့ဒီတန်းစီပြီးထုတ်ပေးတာအကုန်လုံးကိုလိုက်ပြီးမကြက်နဲ့မမှတ်နဲ့ကိုယ်သဘောကျတဲ့3လုံးကိုရှာမှာရွတ်လို့ကောင်းတဲ့3လုံးကိုအတွက်အဆင်ပြေတဲ့3လုံးကိုမှတ်ဒီလိုနည်းနဲ့စလုံးထက်တဲ့ပြဿနာကိုရှင်းထုတ်နိုင်မှာပါအချိန်တော့ပေးရမယ်နော် IELTS ကိုဆရာနဲ့ပြင်ဆင်ခြင်းနဲ့ဆိုရင်ဒီ2026 August လ3ရက်နေ့မှာတန်းခွဲသိရှိတယ်ည6ခွဲကနေ8ခွဲသူက2ချိန်စာဟုတ်တယ်ဘာကြောင့်2ချိန်တွဲတက်ရတယ်လဲဆိုရင်ပထမတစ်ချိန်မှာ English ကို B1 level နဲ့ IELTS style သင်ပေးတယ်ရိုးရိုး B1 level မဟုတ်ဘူးเนาะ IELTS style ကိုသွားတယ်ဒုတိယတစ်ချိန်မှာ reading writing listening ကိုသွားတယ်ဒါကြောင့်သူဟာ B1 နဲ့ IELTS တွဲတက်ရတဲ့ combo class ဖြစ်တယ်ဒီလိုလုပ်ပေးရတာကလည်းဆရာအတွေ့အကြုံအရာပေါ့ grade 12 ပြီးတဲ့တာဆိုတဲ့တက္ကသိုလ်တက်နေတာဆိုတဲ့တကယ်တမ်း English လို့ပြောမယ်ဆိုရင် O နဲ့ခွက်နဲ့ EAR နဲ့မထွက်လာကြတော့ဘူးကျောင်းသားတွေကနောက်မြန်မာကျောင်းသူကျောင်းသားတွေမှာအရန်အားနေတဲ့အရာ၃ခုရှိတယ် creation မဖန်တီးနိုင်ဘူး imagination စိတ်ကူးစိတ်တမ်းတွေတွေးပြီးမပြောတတ်ကြဘူး critical thinking ထိုးထွင်းထိုးဖောက်စဉ်းစားနည်းကိုသူတို့မသိကြဘူးအဲ့တော့အဲ့ဒီ thinking ၃မျိုးကိုလည်းအဲ့ဒီ B1 level မှာသင်ပေးတယ်ဒါကြောင့်နှစ်ချိန်တွဲတက်ကိုတက်ရတဲ့ combo class ဖြစ်တယ် B1 English အတွက်3လစာ3သိန်း IELTS အတွက်3လစာ5သိန်းနှစ်ချိန်ပေါင်းတက်ရင်9သိန်းခွဲထားပေးတယ်9000တက်တာတယ်အဲ့ဒီ3လ IELTS foundation တက်ပြီးတော့ကျောင်းသူကျောင်းသားတွေ band score 6.0 to 6.5 ရနိုင်တယ်3လပြီးရနဲ့ test တစ်ခါလေးဖြေလို့ရတယ် okay အဲ့ဒီတော့ August 3ရက်ဖွင့်မဲ့ IELTS အတန်းကိုဆရာနဲ့တက်ချင်အခုပဲဖုန်းနံပါတ်3ကို9234ကိုဆက်သွယ်လိုက်ပါ Telegram ရှိတယ် Viber ရှိတယ်အမြန်အမယ်နော်ကျောင်းသားက10ယောက်ပဲလက်ခံမှာမို့လို့ဒီနေ့ဒီဆောင်းပါအတွက် IELTS Energy 7+ podcast ကိုဆရာမြင်ထားပါတယ်IELTS preparation လုပ်နေတဲ့ကျောင်းသူကျောင်းသားတွေလည်းအဲ့ဒီ podcast ကိုမှန်မှန်နားထောင်ဖို့ဆရာတိုက်တွန်းပါတယ်